50မိသားလက်ဆောင်ပေးတယ်။အိုးဝေါအရင်ကောင်းတာပေါ့အရင်ဝမ်းသာတယ်ပေါ့နော်။အော်ပြီးတော့ဒီမှာဟိုဟာလေးရှိတယ် contract ပေါ့နော်။တစ်ခုရှိတယ်။အဲ့ဒီ contract ထဲမှာနေဖတ်ကြည့်ပြီးတော့လက်မှတ်ထိုးပေးနိုင်မလား။ဒီဘောတွေလည်းလက်မှတ်ထိုးပေးနိုင်မလားပေါ့။သူတို့ရဲ့municipal သူတို့ရဲ့ဟိုကပြောတော့ဗောနော်။ဒီ city registration လုပ်တဲ့ဟာကပြောတဲ့အခါမှာကျွန်မက okay ဆိုပြီးတော့မှသူတို့ contract ကိုကျွန်မယူလိုက်တဲ့အခါမှာစာမျက်နှာ30ရှိတယ်။ဂျာမန်လိုတွေနဲ့တိတိလေးနဲ့ရေးထားတာ။အဲ့ဒါလေကျွန်မရဲ့ဂျာမန်စာကလည်းတိတ်ပြီးတော့မကောင်းဘူးဒါပေမဲ့လည်းစူးစမ်းပြီးဖတ်တယ်ဖတ်ရင်လည်းကျွန်မစာမျက်နှာ7နှစ်လောက်ရောက်တော့တော်ပြီဖတ်ချင်တော့ဘူးဆိုပြီးတော့မှနေပါစီဆိုပြီးတော့တခြားဟာတွေအကုန်လုံးကိုထားပြီးတော့ကျွန်မလက်မှတ်ထိုးလိုက်တာပေါ့နော်အဲ့တော့ဟိုငါ့ကိုလည်း750ပြရတော့တော်တော်လေးကောင်းတာပဲပေါ့လက်မှတ်ထိုးပြီးတော့သွားလိုက်တော့3လကြာတော့ကျွန်မစီစာရောက်လာတယ်နေ volunteer လို့ပို့အတွက်ဒီတိပေးထားတယ်ဘာ volunteer လဲဆိုတော့ recycle committee သူတို့မြို့ထဲမှာပစ္စည်းတွေမသုံးတော့တဲ့အခါမှာထိုင်ကုန်တွေမသုံးတဲ့အခါမှာအိမ်ပြောင်းတဲ့အခါမှာပေးတဲ့အဲ့ဒီပစ္စည်းတွေကိုဘယ်လို recycle ပြန်လုပ်ကြမလဲဘယ်လိုပြန်ရောင်းကြမလဲအဲ့ဒါခွဲခန့်တဲ့ committee မှာ volunteer လုပ်မယ်လို့နေတာဝန်ခံထားတယ်အဲ့ဒါလည်းကျွန်မကသွားတယ်ကျွန်မမသိဘူးနော်အကြောင်းတက်နေတာကျွန်မ volunteer လည်းလုပ်ထားဘူးလို့ပြောတဲ့အခါမှာလုပ်ထားတယ်နင်လည်းမထိုးထားတယ်လေတဲ့အော်မသိဘူးလေငါမတွေ့တာအဲ့ဒါဘယ်မှာရေးထားတာလဲအဲ့ဒါကြောင့်စာမျက်နှာ19ကရှိတာပေါ့စာမျက်နှာ19မှာရေးထားတယ်လေအဲ့ဒါကိုဒီလက်မှတ်ထိုးထားတယ်အဲ့ဒါနဲ့ကျွန်မနေထိုင်ရင်းနဲ့2030အထိသူတို့ကော်မတီမှာ volunteer ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာကိုကျွန်မပြန်စဉ်းစားရင်းနဲ့ဘာအကြောင်းအရာတစ်ခုတွားတတိယလဲဆိုတော့တမချမ်းစာတွေကဣတရီလာလူမျိုးတွေရဲ့အကြောင်းအရာတစ်ခုကိုပြန်သွားပြီးတော့တတိယမိသွားတယ်ကျွန်မရဲ့အကြောင်းအရာနဲ့ပေါ့နော်ဘူးမတိပါမတိနဲ့ဂတိပေးတဲ့ကျွန်မရဲ့အကြောင်းအရာနဲ့တိုက်ဆိုင်ပြီးတော့ဣတရီလာလူမျိုးတွေရဲ့အကြောင်းကိုကျွန်မတွားတတိယရတယ်ပြင်မလဲဆိုရင်အခန်းကြီးထွတ်မြောက်ရာကျမ်းအခန်းကြီး19တိကနေ8မှာပါတဲ့ဣတရီလာလူမျိုးတွေရဲ့အကြောင်းအရာကိုကျွန်မတို့ပြန်ပြီးတော့တွားတတိယစီထွတ်မြောက်ရာကျမ်းအခန်းကြီး19အခန်းငယ်1မှာသူတို့တွေဟာဆိုရင်အဂရုပီကနေထွက်လာပြီးတော့သူတို့တွေဟာဆိုရင်19ရောက်တဲ့အခါမှာသူတို့3လရှိပြီအဂရုပီကနေထွက်လာတာ3လအဲ့ဒီ3လအချိန်မှာဘုရားသခင်ကသူတို့ကိုပင်လယ်နီကိုလည်းဖြတ်စေပြီးစားစရာမရှိတဲ့ခါမှာမာနမုတ်ကိုပေးတယ်ဖျားပေးနမိတ်လက္ခဏာတွေသူတို့အများကြီးတွေ့ပြီးတော့ရန်အားရဝမ်းမြောက်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့အဲ့ဒီမှာရောက်တဲ့ခါမှာအခန်းငယ်19အခန်းကြီး19အခန်းငယ်1မှာရောက်တဲ့အခါမှာပင်လယ်နီကိုလည်းဖြတ်ပြီးသွားတဲ့အခါမှာအခန်းငယ်2မှာသူတို့တိနာတောင်ချင်းမှာသူတို့တွေအခြေချတယ်ပေါ့နော်တိနာတောင်ချင်းမှာငါတို့တွေခဏအခြေချမယ်ဆိုပြီးတော့အခြေချတဲ့အခါမှာဘုရားခင်ကမောရှိကိုပထမဆုံးချိန်အနေနဲ့ခေါ်တယ်ပေါ့နော်တော့ဒီမှာကျွန်တော်တို့ကျမ်းစာရှိတယ်ပေါ့နော်မောရှိကိုစပြီးတော့မှခေါ်တယ်ဘုရားသခင်ကပထမဆုံးချိန်အနေနဲ့ခေါ်တယ်အခန်းငယ်2ရောက်တဲ့အခါမှာပေါ့နော်မောရှိကိုခေါ်ပြီးသွားတဲ့အခါမှာဘုရားသခင်ကသူ့ကိုပြောတယ်ပေါ့နော်ဒီငါပြောတဲ့အရာတွေကိုဣသရေလလူမျိုးတွေကိုပြန်ပြောပါဆိုပြီးတော့မှသူတို့ကိုမိန့်တယ်တဲ့ငါဒီကျွန်မဒီကနေဖတ်ခိုင်းရမယ်ဆိုတယ်နော်အတူတူဖတ်ချင်းအောင်အခန်းငယ်4အဲ့ဒီအမိန့်တော်မူမှုက4ကနေပြီးတော့မှ6ချီဖတ်ကြရအောင်နော်အတူတူအခန်းငယ်4ကနေ6ချီဖတ်ရအောင်Nani su buwan lain asapari afanau asya bantuin kanena kalau siya di kahang nan huzau suti sun hito kanena kalau tempi hai si အဲ့ဒီမှာမောရှေကိုဖျားခင်ကခေါ်ဟာချီရလေ6ချီ Katu nan ngai katu kham nan chu nasine nan di chu kei mai minung nan siding leilung kumpi hi kata si asinai nan di chu kei mai shilmi minung dei se nan siding nan di chu kei ma khangi pemmi mi pun chiam ui chiam na tuan na suwa kei ma lian tu mi pun nan siding tim Israel mi pon ne na simo tia ati ဘုရားသခင်ကဣသရေလလူမျိုးတွေကိုပြိညင်ပြညတ်တော်10ပါမပေးခင်မှာဘုရားခင်ကငါဖျားပဲဘာရဲ့ပြညတ်လိုလိုက်တာအဲ့ဒီလူမျိုးမဟုတ်ဘူးဘုရားခင်ကမောရှေကိုအရင်ခေါ်တယ်ပြီးသွားတဲ့အခါမှာငါပြညတ်တရားကိုပြီးမယ်ငါပြညတ်ကိုလိုက်ရှောက်တဲ့အခါမှာဘယ်လိုဖြစ်မယ်ဆိုတာကိုဘုရားခင်ကပြောတဲ့စကားအတိုင်းဆက်ပြီးတော့မောရှေဟာဆိုရင်အခန်းငယ်9မှာမောရှေကပြန်လာပြီးတော့တဲ့အခါမှာဘုရားခင်မာတဲ့အရာခုနကပြောတဲ့အရာကိုအသက်ကြီးသူတို့နဲ့တူပါလူအားလုံးကိုဘုရားသခင်ကတော့ဗဒိညင်ပြည့်ညက်ကိုပေးမယ်လို့ပြောတယ်ဘုရားသခင်ကဒီစကားကိုမာကြားတယ်လို့ပြောတဲ့အခါမှာအခန်းငယ်8ကိုကျမတို့ဒီဖတ်ရအောင်သူတို့ကပြန်ပြောလဲဆိုတာကို
สุติกาอิเซปีนโอยปาอีสิมบันตุกินตั้งทวักสุดิงเดียมุนคตาอันเนตลามโมเสสินอิสราเอลมีโพลีทุเลนักชูโอยปาเนนาอวสิมซา အဲ့ဒီမှာမောရှေကပြန်ပြောတယ်အဲ့ဒီမှာရောက်လာတဲ့အခါမှာမင်းတို့ကိုဖျားခင်ကဒီလိုမိတ်မာတယ်လို့ပြောလိုက်တဲ့အခါမှာဒီမှာမြန်မာလူထဲမှာကတော့လူအပေါင်းတို့ကသာရဖျားမိတ်သမျှကိုပြုပါမည်ဟုတညီတညွတ်ထက်ပြန်ပြောချ၏တဲ့အဲ့ဒီမှာအိုးပညာကဘယ်လိုမျိုးပညာမျိုးဖြစ်မှာလဲငါတို့ကဘာလုပ်ရမှာလဲငါတို့ကဘာလဲဘယ်သူမှမမေးဘူးသူတို့တွေဟာဆိုရင်ဖျားခင်ပြုတဲ့နမိတ်လက္ခဏာဖျားပေးတဲ့ကောင်းကြီးတွေကိုပဲမြင်တယ်မြင်ပြီးသွားတဲ့အခါမှာသူတို့အတွက်မစင်စားဘဲနဲ့သူတို့ကโอเคလုပ်မယ်ဖျားသခင်တယောက်တစ်ပေါက်တော့မှမဟုတ်ဘူးတော့တညီတညွတ်ထဲပြောတယ်တဲ့အဲ့ဒီထဲမှာတရားရောက်ကတန်တရားရှိပြီးတော့ဘယ်လိုမျိုးပညာမျိုးဖြစ်မှာလဲငါတို့ဘယ်လောက်ထိလောက်ဆောင်ရမှာလဲဘယ်သူမှမမေးဘူးအားလုံးကဟုတ်ပြီဖျားသခင်ဘာပြောပြောဘာပဲပြောပြောငါတို့လုပ်မယ်ဆိုပြီးတော့စိတ်အားထက်ထက်တန်နဲ့သူတို့ဂရုပေးတယ်တဲ့ဒါပေမဲ့ဒီဂရိပေးထားတဲ့လူတွေဟာဆိုရင်ကျမတို့ဘေးမှာပြန်ပြီးတော့တွေ့ရလဲဆိုရင်အခန်းငယ်30အခန်းကြီး30နဲ့အခန်းငယ်1အတူတူဖတ်ကြည့်ကြရအောင်ဖတ်ကြည့်ရအောင်နော် Moses tu tapara sampai dia umi beruntunga logika Israeli boleh antai tika Aaron anpandi amalena isi rabisi intro satu hi milai pa Moses tu yang sampai kan kelau Suruanga ini waktu dia konsili pakai itu asal dia andil အခုနကတော့တညီတညွတ်ထဲနဲ့အဲ့ဖျားခင်ပါပြောငါတို့တွေလုပ်မယ်ဆိုပြီးတညီတညွတ်ထဲပြောထားတဲ့လူတွေကမောရှေကတာပေါ်မှာလည်းနည်းနည်းလေးလဲကြာရောအာရုံစီသွားတယ်ဘယ်လိုလုပ်ရမလဲမောရှေကဘာဖြစ်မှန်းတော့မသိဘူးငါတို့ကိုယ်ွယ်ဖို့အတွက်ဖျားလို့လေဆိုပြီးတော့မှတောင်းဆိုရဲဆိုတာကိုတွေ့ရတယ်ဒီအထွေလာလူမျိုးရဲ့အဖြစ်အပျက်ကလည်းခုနကကျမရဲ့အဖြစ်အပျက်လို့ပေါ့နော်ဂျာမနီမှာဖြစ်တဲ့အဖြစ်အပျက်လို့ပေါ့လွယ်လွယ်ကူကူနဲ့ကျမတို့အကျိုးမြတ်တစ်ခုရတဲ့အခါမှာအကျိုးရှိတဲ့အခါမှာကောင်းတဲ့အရာမြင်နေရတဲ့အခါမှာဂတိပေးဖို့အတွက်အင်မတန်လွယ်လုံးမှာပေါ့ဘာလို့ဆိုလွယ်တာပဲဆိုပြီးတော့မှလွယ်လွယ်ကူကူနဲ့ဂတိကိုပြုတတ်ကြတယ်အဲ့ဒီဂတိနောက်မှာပါလာတဲ့ responsibility တာဝန်ယူမှုအဲ့ဒီအရာတော့ဘယ်လောက်ထိကျမတို့စက်ကဲရမှာလဲပေးဆက်ရမှာလဲဆိုတာကိုကျမတို့မတွေးပဲ